စုလိုင်းကြောင့်အသေးကွဲနေတဲ့လင်းအောင်ခင်လူတွေဟာရင်းချစ်တဲ့အခါမှာအသေးကွဲဝေဒနာကိုအတော်လေးကိုခံစားရပါတယ်။အခုလည်းရှင်းနေကြော်ကြောင့်လက်တွဲခဲ့ပြီးတော့ချစ်သူကောင်မလေးဘက်ကရုတ်တရက်လမ်းခွဲသွားတာကြောင့်အမေစီမှာလာပြီးတော့ငိုကြွေးနေတော့မင်းသားလင်းအောင်ခင်ပဲဖြစ်ပါတယ်။လင်းအောင်ခင်ကချောမောရဲရုပ်အကြောင်းမိန်းကလေးပရိသတ်တွေသဘောကျတဲ့ပရိသတ်တွေများပြားကိုပိုင်ဆိုင်ထားခဲ့တဲ့သူပါ။ဒီလိုနာမည်ကြီးနေတဲ့လင်းအောင်ခင်ဟာကြောင်ညာရီမှာမိန်းကလေးပေါင်းများစွာနဲ့တရုပ်ဆောင်ခဲ့ပေမဲ့သူ့ရဲ့ရင်ထဲမှာရှိတဲ့ချစ်သူကောင်မလေးကဆိုတော့ဆိုလိုက်ပါလင်းအောင်ခင်ရဲ့ချစ်သူဆိုလိုက်နဲ့လူပရင်းတီဆိုထားတဲ့လိပ်ပြသချင်းဟာတော်တော်လေးကိုနာမည်ကြီးပြီးတော့ရေပန်းစားခဲ့ရပါဒီလိုလိပ်ပြချင်းနဲ့နာမည်ကြီးလာခဲ့ရင်ဆိုလိုက်နဲ့လင်းအောင်ခင်တို့ဟာချစ်သူရေးစားတွေဖြစ်ခဲ့ကြပြီးတော့ရှင်းနှစ်တောင်မှကြာမြင့်ခဲ့ပါတယ်ဒါပေမဲ့လည်းချစ်သူတန်းရှင်းနေကြတဲ့အခါမှာဆိုတော့မလေးဆိုလိုက်ဘက်ကနေလင်းအောင်ခင်ကိုထားပစ်ခဲ့ပြီးတော့လမ်းခွဲသွားခဲ့တာပါဒါကြောင့်လင်းအောင်ခင်ဟာလည်းဘာလို့ဒီလိုဖြစ်ရလဲဆိုပြီးယူကျုံများဖြစ်ကမိခင်ကြီးရဲ့ရှိမှဒူးထောက်ပြီးတော့ငိုကြွေးနေကြရတာဖြစ်ပါတယ်လင်းအောင်ခင်ကအမေကိုချစ်တဲ့သားတယောက်မလို့မင်းမျက်နှာကိုကြည့်ကအာတင်ထားတယ်လို့ဆိုရတယ်ဒါပေမဲ့လည်းရှင်းနေတီတွဲခဲ့တဲ့ချစ်သူလေးကတော့လင်းအောင်ခင်တရားမင်းနိုင်မှာမဟုတ်ပါဘူးတိုက်ဆိုင်မှုတွေရှိတိုင်းသတိရနေအောင်ပါပါတချို့ပရိသတ်တွေကတော့လင်းအောင်ခင်နဲ့ဆိုလိုက်တော့အကြိုက်တွဲခဲ့တဲ့တန်ရောစင်တွေကြောင့်ပြန်ပြီးတော့အဆင်ပြေသွားနိုင်တယ်လို့ဆိုကြပါတယ်